Facebook ဟာ TikTok နဲ့ YouTube ဘက်ကိုရောက်နေကြတဲ့နာမည်ကြီး content creator တွေကိုသူ့စီပြန်ခေါ်နိုင်ဖို့အတွက် Facebook ဘက်ကနေ3လတိတိတစ်လကိုအများဆုံး$3000နဲ့လစာပေးသွားမယ် content creator တွေအတွက် Creator Fast Track လို့ခေါ်တဲ့အထူးစီစဉ်အသစ်ကိုမတ်လ18ရက်နေ့မှာစတင်မိတ်ဆက်လိုက်တယ်လို့သိရပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ပုံမှန်ဆိုရင် invite လုပ်ပေးမှရမယ် Facebook content monetization အတွက်ချိန်တွေကြာကြီးစောင့်စရာမလိုပဲ Facebook ရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီမယ်ဆိုရင်ချက်ချင်းအသုံးပြုခွင့်ရမှာဖြစ်တယ်လို့3လတိတိလစာပုံစံမျိုးပေးသွားအောင်မှာလည်းဖြစ်ပါတယ်။ Facebook မှာတင်လိုက်တဲ့ reel တွေကိုလည်းလူတွေပုံမြင်နိုင်စေဖို့ reach တိုးပေးသွားအောင်မယ်လို့လည်းတည်ထားရပါတယ်။လစာအနေနဲ့ရနိုင်မဲ့ဝင်ငွေတွေကတော့ Instagram, TikTok နဲ့ YouTube တို့လို platform တွေပေါ်က follower အရေအတွက်ပေါ်မူတည်ပြီး follower 2000မှ1သိန်းကြားကို$100ကနေ450 follower 1သိန်းမှ1သန်းကြားကို$1000 follower 1သန်းနဲ့အထက်ကို$3000ထိပေးသွားမယ်လို့ Facebook ဘက်ကကြေညာထားပါတယ်။လက်ရှိမှာတော့ America နဲ့ Canada မှာအခြေစိုက်တဲ့သူတွေရမယ်လို့တည်ထားရပါတယ်။ Facebook မှာ reel မတင်ဘူးသူဒါမှမဟုတ်ပြီးခဲ့တဲ့6လအတွင်း reel တစ်ခါမှမတင်ဘူးသူဖြစ်ရမယ်လို့လည်းဆိုထားပါတယ်။ follower အနေနဲ့တခြား platform တွေတဲကတစ်ခုခုမှာအနည်းဆုံး follower 2000ရှိရမှာဖြစ်ပြီးရက်60အတွင်းဗီဒီယိုကြည့်ရှုမှုအကြိမ်ရေအနည်းဆုံး3000ရှိထားရမယ်လို့သိရပါတယ်။ကိုတင်လိုက်တဲ့ content တွေကလည်းကိုယ်တိုင်ဖန်တီးထားတဲ့မူရင်း content တွေဖြစ်ရမယ်လို့လည်းသိရပါတယ်။တစ်လကိုအနည်းဆုံး reel 15ပုတ်တင်ရမယ်လို့သိရပါတယ်။လက်ရှိမှာတော့တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံ2ခုကလွဲပြီးတခြားနိုင်ငံတွေက content creator တွေအနေနဲ့လျှောက်ထားလို့ရမယ်အသေချာမသိရသေးပေမဲ့အနာဂတ်မှာတော့တခြားနိုင်ငံတွေအနေနဲ့လည်းရရှိလာနိုင်မယ်လို့မျှော်မှန်းထားရပါတယ်။ Burma Voice Media ပါ